ဖြစ်ဥမာကြောက်တယ်ဆိုတာလည်းပြောရမယ်ဆိုရင်ပြဿနာပဲသူများကိုပြောမှကြောက်တယ်အထင်သေးမှကြောက်တယ်တခုခုဘာပဲဖြစ်ဖြစ်အကုန်လုံးကပြဿနာပဲအဲ့ဒီပြဿနာကို fight and flight မလုပ်ရဘူးကနံပါတ်1က accept လုပ်ဖို့လိုတယ်လက်ခံဖို့လိုတယ်အဲ့လိုမျိုးလက်ခံခြင်းအပြင်အဲ့ဒီရဲ့စိုးရိမ်စိတ်ကို 50% လောက်လျှော့ပေးတယ်じゃあAဆန်ကရောဒီအများရှိမှထွက်ပြီးတော့ဒီမှာဂျပန်လိုပြောရမယ်ဆိုရင်ဘယ်ຢာတွေကပို့ပြီးတော့ကြောက်စိတ်တွေကဖြစ်လဲပေါ့လေကွာစာတိတ်မရတော့အဲ့လိုမျိုးမပြောရဘူးပြောလိုက်ရင်မှားသွားမှလားအဲ့လိုမျိုးအဲ့လိုတော့ပြောလိုက်မှားသွားမလားဆိုတဲ့စိတ်တွေရှိမယ်ပြီးလို့ဟုတ် big grammar မမှန်ပါတော့ဗာပြောလိုက်ရင်ငါပြောရင်သူနားလဲပါမလားအဲ့လိုမျိုးကွာအခုမှ M5 ပြီးထားဆိုတော့တိတ်ရောမပြောရဘူးမပြောရဘူးနော်ပြောခြင်းတော့ပြောမထွက်ဘူးနားလို့တော့အခုနဂျီကိုရှော့ကိုင်းလို့ရင်အဲ့ဒီစိတ်ဖြစ်သွားတယ်ဗောနော်ဒါဆိုရင်ခဏလေးထွေးဆန်ဟိုက်စံလေးじゃထွေးဆန်ကအဲဆန်ကဂျီကိုရှော့ကိုင်းလို့ပြီးတော့အထစ်ဖြစ်သွားတဲ့ပုံမှာဘလို့စိတ်တင်တကယ်လို့ M5 M4 လာမှာသူတို့လောက်ကိုပြောတတ်ခဲ့တော့သူ M4 နဲ့ဒီလောက်ပြောနိုင်ပါလားဆိုတော့ကိုတော့မပြင်းသိမ့်ခဲ့ပြီအဲ့မှာအဖြစ်အပေါ်သွားဟလာအဲဆန်အဲ့လိုဆိုတော့အားလုံးအဓိကဒီမှာပါ message ပေးခြင်းလဲဆိုတော့ကြောက်စိတ်တွေစိုးရိမ်စိတ်တွေဆိုတာဒါကိုကပဲထင်နေတဲ့အရာကိုစိတ်ကပဲကိုပြန်ပြီးတော့ခြောက်လက်နေတဲ့အရာတွေဆိုတော့ငါမှားပြောလိုက်ရင်တစ်ဖက်လူကငါ့ကိုထင်သေးသွားမလားဟိုဟာဖြစ်သွားမလားဆိုတဲ့စိတ်တွေဖြစ်နေပါတော့အဲ့တော့ခုလက်တွေ့ပဲအဲဆန်ရဲ့ရှင်မှာတွေးဆောင်မေးကြည့်လိုက်တဲ့အချိန်မှာသူကတော့မှငါအရင်တော့တက်ဆိုင် N5 စတင်တော့တဲ့ဆိုင်တော်တော်ပြောနိုင်တာပဲဆိုတဲ့ဟာပဲအဲ့လိုဆိုတော့ကိုကအဲ့ဒီကို site ကနေပဲကြည့်ပြီးတော့ဒီလိုမျိုးပဲထင်ပြီးတော့အကြောက်တရားတွေဖုံးလွှမ်းနေကြတယ်လူတွေတော်တော်များများဒါကအားလုံးဒီတန်တိုင်းမှာရှိနေတဲ့သူတွေမဟုတ်လူတိုင်းကအကြောက်တရားတွေနဲ့ပြည့်နှက်နေကြတာအဲ့တော့ဒီတန်းထဲမှာလာပြီးတော့တက်တဲ့လူတိုင်းကျောင်းသားတိုင်းကမကြောက်ကြနဲ့အခုဆိုရင်ဒီတဲ့အတိုင်းပဲအကုန်လုံးကတဖြည်းဖြည်းနဲ့ရင်းနှီးလာပြီးနောက်ပိုင်း role play တွေလုပ်တဲ့ချိန်ကြလို့ရှိရင်မှားသွားမှလည်းမကြောက်နဲ့ဘယ်လိုပြောရမလဲငါ့အထင်သေးသွားမှလည်းမကြောက်နဲ့ဘာမှမဖြစ်ဘူးအဲ့တော့အဓိကကဘာလဲဆိုရင်ဒီနေ့မှာအဲ့အကြောက်တရားတွေကိုနံပါတ်1အနေနဲ့လက်ခံစေချင်တာသိလားနော်အဲ့တော့ကြောက်နေတာကငါတယောက်တည်းမဟုတ်ဘူးဘယ်လိုပြောမလဲလူတိုင်းကဒီလိုပဲအကြောက်တရားတွေရှိတယ်ငါဒီလိုလုပ်လိုက်လေခုနလက်တွေ့ပဲအဲဆန်ကတော့ကိုအထင်သေးသွားမှကြောက်တယ်ငါမှားသွားမလားဆိုရင်စိုးရင်စိတ်တွေရှိရဒါပေမဲ့ထီဝေးဆန်မှာမဟုတ်ကျန်တဲ့သူတွေလည်းအဲဆန်အဲ့လိုထင်မှာမဟုတ်ဘူးနော်အဲ့လိုဆိုတော့အားလုံးကလည်းအဲ့လိုပဲလှည့်ပြီးတော့တွေးကြကိုလေအဲ့လိုဆိုတော့အဲ့ဒီရဲ့အကြောက်တရားတွေကိုအကုန်လုံးစောက်ထဲမှာချရေးကြမယ်သိလားသူများငါ့ကိုဒီလိုထင်သွားမှကြောက်တယ်ဆိုတဲ့ဟာမျိုးကြီးနော်ပြီးအဲ့ဒီအကြောက်တရားတွေကိုလက်ခံမယ်ဆိုတော့အဲ့နှစ်ခုရှိပြီပထမဦးဆုံးနော်စန်စီကလည်းခိုင်းဝတင်ပါဆိုဘာတွေလျှောက်လောက်ခိုင်းနေမှမသိဘူးမတင်စားနဲ့နော်သိလားအဲ့လိုဆိုတော့အဓိကကဘာလဲဆိုတော့အားလုံးရဲ့စိတ်ကိုတတ်နိုင်တဲ့လောက်ရှင်းထုတ်ပေးပြီးတော့အားလုံးမှာရှိရဲ့အရေးချင်းတွေဆွဲထုတ်ပေးနေတာလူတိုင်းမှာအရေးချင်းရှိတယ်အဲ့ဒီအကြောက်တရားတွေအဲ့ဒီအရေးချင်းတွေဖုံးလွှမ်းနေတာသိလားအဲ့လိုမျိုးဖြစ်တာဖြစ်တဲ့အတွက်အားလုံးရဲ့အကြောက်တရားတွေကိုဆွဲထုတ်ရိုက်ချိုးပြီးတော့အားလုံးရဲ့ရှုပ်ထွေးနေတဲ့စိတ်တွေကိုရှင်းထုတ်ပြီးတော့မှအားလုံးလိုချင်နေတဲ့အရာကိုရှင်းရှင်းလင်းလင်းနဲ့တခြားလေးထည့်ပေးခြင်းတဲ့အတွက်ကြောင့်မလို့နော်လောလောဆယ်ဒီအဆင့်မှာအဲ့ဒါတွေပြောနေတာပေါ့နော်မှားကြောက်တယ်ဆိုတဲ့အရာတွေကိုကြောက်တဲ့အရာတွေအကုန်လုံးကိုချရေးတာပြီးလို့ရှိရင်အဲ့ဒီကောင်ကိုလက်ခံလိုက်နော်ဆိုတော့အဲ့လက်ခံခြင်းဆိုတဲ့ accept လုပ်ခြင်းဆိုတဲ့ဟာကအရန်ကိုအရေးကြီးတယ်။ဥပမာကြောက်တယ်ဆိုတာလည်းပြောရမယ်ဆိုရင်ပြဿနာပဲ။သူများကိုပြောမှကြောက်တယ်အထင်သေးမှကြောက်တယ်တခုခုဘာပဲဖြစ်ဖြစ်အကုန်လုံးကပြဿနာပဲ။အဲ့ဒီပြဿနာကိုနံပါတ်1က fight and flight မလုပ်ရဘူးလေနော်။ fight and flight ဆိုတာဒီပြဿနာဖြစ်နေပြီဆိုပြီးတော့မဖြစ်ချင်ဘူးမဖြစ်တဲ့ညာဖြစ်တယ်ဆိုပြီးတော့လည်းမပြေးရအောင် flight လည်းလုပ်လို့မရအောင်ပြီးဘာလို့ငါ့ကိုဒီပြဿနာငါ့ကိုလာဖြစ်ရတာလဲဒီကောင်မဖြစ်ရအောင်fight လည်းမလုပ်ရအောင်တည်တာအဓိကနံပါတ်1က accept လုပ်ဖို့လိုတယ်လက်ခံဖို့လိုတယ်โอเคငါမှဒီကြောက်တရားတွေရှိနေပြီလက်ခံလိုက်โอเคဘာမှမဖြစ်ဘူးโอเคလက်ခံလိုက်အဲ့လိုမျိုးလက်ခံခြင်းအပြင်အဲ့ဒီရဲ့စိုးရိမ်စိတ်ကို 50% လောက်လျှော့ပေးတယ်ရော့သွားတယ်အဲ့ဒီကိုရဲ့စိုးရိမ်စိတ်ကလေခုနပြောတဲ့ king chore ဖြစ်တယ်ဆိုတဲ့အရာရော့ကျသွားပြီးတော့ပိုလုံနေတဲ့အရာပေါ်မှာပို့ပြီးတော့ focus လုပ်နိုင်အဲ့ဒီအတွက်ကြောင့်မလို့အဲ့ဒီ technique နဲ့သွားမယ်အဓိကဘာလဲဆိုကိုယ့်အတွက်အကျိုးရှိတယ်သူများကိုမထိခိုက်ဘူးဆိုရင်လောက်တာလို့ပေါ့နော်ဘယ်အရာမဆိုအဲ့ဒီတက်တိရှိအောင်မွေးထားကြစန်စီတို့မြန်မာလူမျိုးတွေတော်တော်များများရှက်ရတာနဲ့ကြောက်ရတာနဲ့သူများကိုအရန်တတိထားကြတယ်ဂရုစိုက်ကြတယ်ပေါ့နော်အဲ့လိုနဲ့ပဲကိုယ်ကိစ္စတွေကမေးသွားတဲ့ကြတယ်အဲ့လိုမျိုးဆိုတော့တတ်နိုင်သလားရှက်နေမကြောက်နဲ့သူများကိုအနောက်ရှက်မဖြစ်ရပြီပေါ့လေအဲ့လိုဆိုတော့နောက်အတန်းကြီးမစခင်မှာလေဒီ practice ကိုလုပ်ပြီးတော့မှစကြမယ်နော်ဟိုင်